င်္ဂလာပါငယ်ဘွားအမှတ်တရဂိမ်းဆက်လေးနော် PS2 ဂိမ်းဆက်လေးပြည်မျိုးကနေပြီးတော့ငွေချိုလဲဝယ်ယူထားတာပေါ့နော်GTA San Andreas ကလေးလက်ဆောင်ကပ်ပေးထားတယ်ဗျာနော်ပုတ်ကလုတ်ကအသစ်3ခုနော်64 gig အသစ်ထဲမှာ PS2 နာမည်ကြီးဂိမ်း30-40ပါမယ်ပေါ့နော်အဓိကပြီးတော့သူက P1 ဂိမ်းလေးတွေဖြစ်တယ်ရေနံကွန်မန်းတို့ရွှေကွန်မန်းတို့စိုက်ပျိုးရေးတို့ပေါ့နော်အဲ့ဒါလေးလည်းစော်မယ်Resident Evil 3တို့ပေါ့နော် PS1 မှာထွက်ခဲ့တဲ့ဟာလေးအဲ့ဒါလေးလည်းစော်မယ် PS2 ဂိမ်းလေးတွေလည်းထည့်ထားပေးတယ်နော်ဒီဘက်ကို Riot မြန်ချောပုံနဲ့ပို့ပေးထားတာပေါ့နော်ငွေချိုလွဲမှာယူထားတာလေးနည်းနည်းနေရလဲပြတ်တော့ခလုတ်တွေပါပျက်စီးပါညာဖြစ်မှာဆိုလို့သူကတခါတည်းခလုတ်ပို2ခုပေါ့အားလုံးပေါင်း3လက်ဖြစ်သွားမှာပါနော်16 memory card တစ်ခု64 gig stick P1 ရော PS1 ရော PS2 ရောပါတဲ့ဂိမ်းလေးstickလေးထည့်ပေးတာဒါလေးက Radland ရွှေကွန်မန်းဂိမ်းလေးစမ်းပြပေးထားတယ်ဗျာနော်ကွန်မန်းဂိမ်းဆိုတော့ပင်မကို general ဝိုင်းစောက်မယ်ပြီးတော့မှဒီလက်နက်တိုက်တွေကဆက်ယုံနေအဲ့ဒါမျိုးလေးတွေစောက်ပေးရမှာပေါ့နော်ဒါကတော့ငယ်ဘွားပြန်ကြည့်တဲ့လူတွေဆိုတော့သိမှာပေါ့နော် P2 P3 P4 ဂိမ်းဆက်နဲ့အပေါ်ပစ္စည်းလေးတွေဆက်သွယ်စုံစမ်းမေးမြန်းမှယူချင်တယ်ဆိုရင်3993386926ဖုန်း Viber Telegram နဲ့အသေးစိတ်စုံစမ်းမေးမြန်းနိုင်တယ်ဗျာနော်ရန်ကုန်မြို့ရင်းဆိုရင်ပစ္စည်းရောက်ငွေချေရပါတယ်ကြံနယ်မြို့တွေရောက်ဝေမန်းနေကောက်ကေပေးကောင်လေးနဲ့ငွေချိုလဲမှာရပါမယ်ကျေးဇူးပါ